ကွန်နဲ့သူမရဲ့တငယ်ချင်းတို့ကလူနဲ့ဂျိုးတို့ပြောနေသောစကားများကိုခိုးနားထောင်နေခဲ့ကြပါတယ်။လူကသူ့ကိုတစ္ဆာဖောက်တဲ့သူကဘယ်သူမှမသိရသေးတာကြောင့်သူ့ရဲ့တရုပ်မှန်ကိုမပေါ်စေဖို့ဝရမ်းစာရထဲကသူကသူဖြစ်တယ်လို့လိမ်ပြောလိုက်ပါတယ်။အဲဒီစကားကိုကြားတော့ကွန်နဲ့သူ့တငယ်ချင်းချန်တို့ကအိမ်ထဲကိုဝင်လာပြီးလူကိုဂျိုးနဲ့တုတ်ကဖမ်းလိုက်ပါတယ်။လူနဲ့ဂျိုးတို့ပြောသမျှတွေအားလုံးကိုအပြင်ဘက်ကနေခိုးနားထောင်နေခဲ့တာဖြစ်လို့လူကဝရမ်းပြေးဆိုတာသူတို့သိတယ်လို့ဂျိုးကိုပြောလိုက်ပါတယ်။အဲဒီနောက်ကွတ်ကလူကိုအခန်းထဲကိုခေါ်သွားပေးဖို့ချန်ကိုပြောလိုက်ပါတယ်။သူတို့ထပ်သွားပြီးရဲ့နောက်မှာတော့ကွတ်ကဂျိုးကိုလူကသူတို့ဆရာဖန်နဲ့ပတ်သက်မှုရှိနေလောက်တယ်လို့ပြောလိုက်တာကြောင့်ဂျိုးကလည်းသူ့လည်းအစားကအဲ့လိုထင်ခဲ့ပေမဲ့ဆရာဖန်ကလူလိုဝရမ်းပြေးတယောက်နဲ့ပတ်သက်နိုင်စရာမရှိဘူးလို့ပြန်ပြောခဲ့ပါတယ်။အဲ့နောက်10ရက်ကြာပြီးရဲ့နောက်မှာတော့ဂျိုးတို့အဖွဲ့ကရောင်းစုံဝက်ကလေးတွေကိုစီးပြီးဝိညာဉ်အကဲဖြတ်ပြန်ပွဲကိုသွားနေကြပါတယ်။ချမ်းကချစ်စရာကောင်းတဲ့ဝက်ကလေးတွေကိုစီးရတာကြောင့်ပျော်နေခဲ့ပါတယ်။ဒါပေမဲ့ခဏကြာတဲ့အခါမှာတော့သူစီးလာတဲ့ဝက်ကလေးကမိုးတစ်ခုကိုနမ်းမိပြီးနှာခေါင်းရရန်နာကြောင့်ခုံပေါက်ထွက်ပြေးသွားပြီးချမ်းလည်းဝက်ကလေးပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်။အဲ့ကဂျိုးကလည်းသူတို့ကိုင်းရဲ့ပတ်စံချေနေရဒီလိုဘတ်ဂျက်စီးတော့ရင်လေးပဲတက်နိုင်သေးတာကြောင့်ခဏလောက်အောင်ရင်တီးခံထားဖို့ချမ်းကိုတောင်းဆိုလိုက်ပြီးတံပွဲစီကိုခီးဆက်ခဲ့ကြပါတယ်။ကိုကသူမရဲ့ပထမဆုံးပြန်ပွဲအတွေ့အကြုံဖြစ်တာမလို့စိတ်လှုပ်ရှားနေခဲ့ပါတယ်။ဒေသတွင်းမှာရှိတဲ့ဂိုင်းတွေအားလုံးကကျွန်းတကျွန်းပေါ်မှာစုဝေးကြမှာဖြစ်ပြီးတာဝန်ရှိသူတွေကစစ်ဆေးပြီးတဲ့အခါမှာတော့ပြန်ပွဲကျင်းပမဲ့နေရာကိုလိုက်ပို့ပေးမှဖြစ်ကြောင်းဂျိုးကသူ့ရဲ့အဖွဲ့သားတွေကိုရှင်းပြနေခဲ့ပါတယ်။အဲ့နောက်သူတို့နောက်ကိုကောင်မလေးတယောက်နောက်ရောက်ခံလိုက်ပြီးစောင့်ကြည့်နေတဲ့ဆိုတာကိုလူတယောက်ရိပ်မိသွားပါတယ်။လက်ကြည့်လိုက်တဲ့အချိန်မှာတော့အဲ့ဒီကောင်မလေးကတစ်ပစ်နောက်မှာပုံလိုက်တာကြောင့်လူတယောက်ဇဝေဇဝါဖြစ်သွားခဲ့ရပါတယ်။အဲ့နောက်ဂျိုးကပြန်မဝင်ရမယ့်မျိုးကိုရောက်ပြီးတော့ဖွဲ့သားတွေကိုတတိပေးလိုက်ပါတယ်။မျိုးထဲကိုဝင်လာတဲ့အခါမှာတော့လူတွေအများကြီးစုဝေးနေကြပြီးလူတိုင်းကသူတို့အဖွဲ့ကိုလောင်ပြောင်နေကြပါတယ်လင်္ကာကိုင်းကပြိုပွဲသွားပြီဖြစ်ပြီးသူတို့ကလည်းဘာမှအရေးချင်းရှိတဲ့သူတွေမဟုတ်ဘူးလို့ပြောနေကြတာကြောင့်ချမ်းတယောက်ဒေါသထွက်လာခဲ့ပါတယ်ဒါပေမဲ့ဂျိုးကလူတွေရဲ့လောင်ပြောင်တန်တွေကိုဂရုမစိုက်ဖို့ချမ်းကိုပြောလိုက်ပါတယ်အဲဒီနောက်ပြန်ပွဲခွင်းထဲကိုရောက်တဲ့အခါမှာတော့အရန်ကြီးတဲ့ဝိညာဉ်သားရေးတကောင်ကိုမြင်လိုက်ရတာကြောင့်ကိုတယောက်လန့်သွားခဲ့ပါတယ်အဲ့ချိန်မစ္စတာလီရောက်လာပြီးသူကဒီပြန်ပွဲရဲ့ကြီးကြပ်သူဖြစ်ကြောင်းမိတ်ဆက်လာခဲ့ပါတယ်ဂျိုးလည်းမစ္စတာလီနားကိုချင်းကပ်ပြီးဒီနေ့ပြန်ပွဲဝင်တဲ့သူတွေအရန်များနေတာဘာကြောင့်လဲလို့မေးလိုက်ပါတယ်မစ္စတာလီကလည်းအရင်ကမင်းတို့ရဲ့လင်္ကာကိုင်းပြိုလဲသွားပြီးရဲ့နောက်ကိုင်းရဲ့အရင်မြစ်တွေကိုအခြားကိုင်းတွေကိုဖြန့်ဝေပေးခဲ့တာကြောင့်ရသသောလူတွေကကျင့်ကြံမှုတွေတိုးတက်လာပြီးဝိညာဉ်အကဲဖြတ်ပြန်ပွဲအတွက်ရည်ချင်းပြေးမိလာပြီလို့ထင်ကြတာကြောင့်ဒီနှစ်မှာဂိုင်းကြီး၈ဂိုင်းအောင်ပါဝင်လာကြတယ်လို့ပြောလိုက်ပါတယ်အဲ့နောက်အခြားဂိုင်းသားတွေကချိုးတို့ကိုမခံနိုင်အောင်လောင်ပြောင်နေရကြောင့်ချန်လဲဒေါသထွက်သွားပြီးရံပွဲတစ်ခုဖြစ်ပေါ်လို့ညီပါဖြစ်သွားခဲ့ရပါတယ်ဒါပေမဲ့လည်းမစ္စတာလီကပြန်ပွဲရဲ့စီးမင်းတွေကိုပြောပြကသူတို့နှစ်ဦးကြားကနေဖြန့်ဖြီးပေးလိုက်ပါတယ်ပြန်ပွဲဝင်မဲ့အဖွဲ၈ဖွဲရှိပေမဲ့လည်းပြန်ပွဲပြန်ရမယ့်နေရာကအနှဲငယ်တာကျန်တော့တာကြောင့်ဘယ်အဖွဲ့ကပါတဲ့နယ်လဲဆိုတာကိုယ့်ဘာသာဆုံးဖြတ်ကြလို့မစ္စတာလီကပြောလိုက်ပါတယ်အခြားဂိုင်းတွေကလည်းချိုးတို့ကိုအသစ်ဖွဲ့ထားတဲ့လင်္ကာဂိုင်းကလူနေပြီးတော့အင်အားနည်းကြတာကြောင့်ကိုယ်စင်ကိုတီးပြီးအခြားဂိုင်းတွေနေရာရအောင်လို့မရှင်ပြိုင်မဲနဲ့လိုက်တတိထွက်သွားတဲ့နယ်လို့ပြောလိုက်တာကြောင့်ချိုးလည်းအရန်ကိုဒေါသထွက်သွားခဲ့ပါတယ်အခြားဂိုင်းတွေကချိုးကိုဝမ်းပြောနေကြတာကြောင့်လူလည်းချိုးရှိရနေရက်ကလင်္ကာဂိုင်းကိုတိုက်ခိုက်တာဘယ်ဂိုင်းလဲလို့ချိုးကိုမေးလိုက်ပါတယ်ချိုးကလည်းသူတို့ဂိုင်းကိုတိုက်ခိုက်ခဲ့တဲ့ဂိုင်းလေးဂိုင်းကိုလက်ညှိုးထိုးပြလိုက်ပါတယ်လူကလည်းထိုဂိုင်းလေးဂိုင်းစလုံးရဲ့ခေါင်းဆောင်တွေထွက်လာပြီးသူနဲ့တိုက်ခိုက်ဖို့စင်ခေါ်လိုက်ပါတယ်အဲ့နောက်ဂိုင်းလေးခုရဲ့တစ်ခုရဲ့ခေါင်းဆောင်ဖြစ်တဲ့မစ္စတာဝမ်ကိုချိန်ကဆရာဖန်ရဲ့အကာအကွယ်အောက်မှာရှိနေပြီးအခုပြန်ပြီးကျေးဇူးဆက်ရမယ့်ချိန်ရောက်ပြီလို့ပြောလိုက်ပါတယ်ဝမ်ကအရင်ကအကြောင်းတွေကိုချီကြောက်ရည်နူးမလုပ်ဖို့ပြောပြီးမစ္စတာဖန်လည်းတည်သွားပြီမလို့ကျေးဇူးဆက်စရာမလိုတော့ဘူးလို့ပြန်ပြောလိုက်တာကြောင့်လူလည်းကျေးဇူးကန်းတဲ့ကောင်တွေကိုဒေါသထွက်သွားခဲ့ပါတယ်အဲအကြောင်းလူကဝိညာဉ်သားရဲ့ဖြစ်တဲ့အမွေးပေါက်ခွေးကိုဆင့်ခေါ်လိုက်ပါတယ်ဒါကိုမြင်တော့လူတိုင်းကလင်္ကာကိုင်းပျက်စီးသွားပြီဆိုတာအမှန်တကယ်ဖြစ်နေတာပဲလို့ပြောပြီးလူနဲ့သူ့ရဲ့အမွေးပေါက်ခွေးလေးကိုလောင်ပြောင်လိုက်ပါတယ်အဲ့နောက်ဝမ်ကသူ့ရဲ့ဝိညာဉ်သားရဲ့တွေကိုဆင့်ခေါ်လိုက်ပြီးလူနဲ့အမွေးပေါက်ခွေးတို့ကိုတိုက်ခိုက်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့သူတို့ရဲ့နောက်ကနေတစ်ပိတ်နှဆိုးပေါ်လာပြီးသူ့ရဲ့လက်တံတွေနဲ့ဝိညာဉ်သားရဲ့တွေကိုချုပ်ထားလိုက်ပါတယ်အမွေးပေါက်ခွေးကလည်းဝမ်ကိုတိုက်ခိုက်လိုက်ပြီးသေးနဲ့ပန်းလိုက်တာကြောင့်ဝမ်တယောက်ဖင်တန်ရဲ့လဲကျသွားပါတော့တယ်အဲ့ဒီနောက်ချန်တဲ့ဖွဲ့သားတွေဖြစ်တဲ့ချမ်းကနောက်တစ်ဖွဲ့ကိုအနိုင်ယူလိုက်ပြီးဒိုးနဲ့ကွတ်တို့ကလည်းအခြားဖွဲ့တွေကိုအနိုင်ယူနိုင်ခဲ့ပါတယ်လူကဝမ်ကိုလင်္ကာဂိုင်းကနေယူသွားတဲ့အရာတွေအားလုံးပြန်ပေးဖို့ပြောလိုက်ပါတယ်ဝမ်ကလည်းပစ္စည်းတွေအားလုံးကိုဂိုင်းကိုပြန်ရောက်ချင်းပြန်ပေးလိုက်ပါမယ်လို့ကြောက်ကြောက်နဲ့ပြောလိုက်ပါတယ်အခြားဖွဲ့ခေါင်းဆောင်တွေကလည်းတနာညတာပြီးအသက်ချမ်းသာပေးဖို့ချိုးတို့ကိုတောင်းပန်လိုက်ကြပါတယ်အဲ့ဒီနောက်ဝမ်ကသူသိချင်တာကိုပြောပြပြီးမလို့ခွေးရဲ့စိတ်ကိုဖယ်ရှားပေးဖို့ပြောလိုက်တာကြောင့်လူကလည်းမွေးပေါက်ခွေးကိုအစိတ်ဖြေပေးလိုက်ဖို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မစ္စတာလီကိုအနှဲငယ်ပဲကျန်တဲ့တံပွဲဝင်နေရာအတွက်ဖြည့်ရှင်းပြီးပြီဖြစ်လို့တံပွဲကိုရှေ့ဆက်ဖို့ပြောလိုက်ပါတယ်မစ္စတာလီကလည်းလူတို့ရဲ့စွမ်းအားတွေကိုမြင်ရတော့အံ့ဩသွားပြီးအနိုင်ရတဲ့အတွက်ဂုဏ်ပြုပြီးတံပွဲဝင်နေရာအတွက်လင်္ကာဂိုင်းရန်ဂိတ်နဲ့ဘန်မိုင်ယိုစတီတို့ဖြစ်တယ်လို့ကြေညာလိုက်ပါတယ်အဲ့ဒီနောက်ချမ်းကဘန်မိုင်ယိုစတီဂိုင်းနဲ့အတူပါလာတဲ့စူးကိုမြင်တော့အံ့ဩသွားခဲ့ရပါတယ်လူကလည်းစူးကိုအရန်တော်တဲ့သူဖြစ်တာကြောင့်ဘာလို့သူတို့ဂိုင်းတွေကိုမဝင်တာလဲလို့မေးလိုက်ပါတယ်အဲ့ဒီကစူးကဘန်မိုင်ယိုစတီဂိုင်းဘက်ကနေသူ့ကိုဂိုင်းနဲ့ဝင်ဖို့ဆက်သွယ်လာတာကြောင့်မှလို့ပြောလိုက်ပြီးလူကရဲ့ဝိညာဉ်သားရဲတွေကဆင်းမြင့်လာတယ်
တယ်လို့ပြောလိုက်ပါတယ်နောက်ပြီးလူရဲ့အဖွဲ့ဝင်တွေကလည်းလူလိုဝိညာဉ်သားရဲတွေအစင်းမြင့်လာရင်ခုလောက်ခက်ခဲနေမှာမဟုတ်တော့ဘူးလို့စုကပြောလိုက်ပါတယ်အဲ့နောက်သူတို့ကိုင်းနဲ့မဟာမိတ်ဖွဲ့ရန်ပြောလိုက်တဲ့အခါမှာတော့ရန်ကိတ်ဖွဲ့ကောင်းဆောင်ကလည်းသူတို့အနားရောက်လာပြီးသုံးမင်းဆိုင်မဟာမိတ်ဖွဲ့တာကပိုကောင်းတယ်လို့ပြောလိုက်ပါတယ်ဒီဒေတာမှာသူတို့ကိုင်းပေါင်းလိုက်ရင်သူတို့ကိုရှင်နိုင်မဲ့လူရှိလာမှာမဟုတ်ဘူးလို့ပြောလိုက်ပေမဲ့လည်းသူကတော့ရန်ကိတ်လိုစွမ်းအားနေပါပြီးခိုင်မာတဲ့ဝိညာဉ်သားရဲတွေမရှိတာကြောင့်သူတို့နဲ့ပူးပေါင်းတာကဘာကြိုးမှမရှိဘူးလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီစကားကိုချတော့ရန်ကိတ်ကောင်းဆောင်လည်းအရန်ကိုတင်းသွားပြီးစုကိုသူပြောတဲ့စကားကိုသူတာဝန်ယူရမယ်လို့ပြောလိုက်ပြီးသူတို့ကိုလက်စားချေပစ်မယ်လို့ပြောလိုက်တာကြောင့်ဝန်ကိန်းနဲ့ဘန်မိုင်ယိုစတီတို့ကမဟာမိတ်တွေမဖြစ်ဘဲနဲ့ရန်သူတွေဖြစ်သွားကြပါတယ်အဲ့နောက်ဘန်မိုင်ယိုစတီရဲ့ခေါင်းဆောင်ဖြစ်သူကစူးကိုစေးရေးထားဖို့ပြောလိုက်ပါတယ်လူကလည်းဘန်မိုင်ယိုစတီရဲ့ခေါင်းဆောင်ကိုကြည့်လိုက်တဲ့အခါမှာတော့အရန်ကြီးစွာကြီးရဲ့သူဖြစ်နိုင်တယ်ဆိုတာကိုရိပ်မိသွားပါတယ်မစ္စတာလီကမကြခင်တံပွဲစားတင်တော့မှဖြစ်လို့သူတို့ကိုလိုက်ပို့ခဲ့ပါတယ်အဲ့နောက်ကြီးမားတဲ့ငှက်ကြီးတွေဝဲနေတာကိုမြင်လိုက်ရပြီးတကောင်ကကိုရှိကိုဆင်းသက်လာချိန်မှာတော့ကိုတယောက်အရန်ကိုလန့်သွားခဲ့ရပါတယ်အဲ့နောက်ငှက်တွေအားလုံးဆင်းသက်လာပြီးတို့ကငှက်ကြီးပေါ်ကိုတက်ရန်အခက်တွေ့နေတာကြောင့်လူကသူမကိုကူညီပေးလိုက်ရပါတယ်တံပွဲနေရာကိုရောက်တဲ့အခါမှာတော့အစင်းမြင့်ဝင်းကျင်မျိုးစုံကိုမြင်လိုက်ရတာကြောင့်ကျိုးတို့အဖွဲ့လည်းအရန်ကိုအံ့ဩနေခဲ့ရပါတယ်ဒေတာ9မှစစ်ဆေးရေးမှုတွေဖြစ်ကြတဲ့ဝမ်နဲ့လီယူတို့နှစ်ယောက်လည်းပါဝင်လာကြပါတယ်စစ်ဆေးရေးမှုလီယူကလင်္ကာကိုင်းကိုမြင်တော့အံ့ဩသွားပြီးကျိုးအနာကိုသွားကသူမကဆရာဖန်ရဲ့ပြိသက်ဖြစ်ကြောင်းအားရဝမ်းသာပြောလိုက်ပါတယ်လင်္ကာကိုင်းကစွမ်းအားတစ်တွေနဲ့ပြိုင်ဘက်တွေကိုအလွယ်တကူအနိုင်ယူနိုင်ခဲ့တဲ့အကြောင်းတွေသူမကြားတယ်လို့လည်းပြောလိုက်ပါတယ်ကျိုးလည်းပြောသွားပြီးသူမတို့ကဆရာဖန်ရဲ့ဆန္ဒအရာဂိုင်းကိုပြန်လဲထူထောင်ဖို့ဒီနေ့ပြိုင်ပွဲကိုလာရခြင်းဖြစ်ကြောင်းလီယူကိုပြန်ပြောလိုက်ပါတယ်လီယူကလည်းစူးစမ်းထားဖို့ကျိုးတို့ကိုအားပေးလိုက်ပါတယ်အဲ့ဒီချိန်ဝန်ကိတ်ရဲ့ခေါင်းဆောင်ဖြစ်သူကသူဟာတိုင်မန်ကင်းသူတယောက်လိုသတ်မှတ်ထားပေမဲ့သူ့ကိုဘယ်သူမှအရေးမလုပ်တာကြောင့်ဒေါသထွက်နေခဲ့ရပါတယ်အဲ့နောက်လီယူကတန်မုံဝင်မဲ့သူတွေကိုပစ္စည်းတွေဝေပေးခဲ့ပြီးချိုးရဲ့လက်မှာတော့လက်ကောက်တစ်ခုဆွတ်ပေးလိုက်ပါတယ်အဲ့ဒီလက်ကောက်ကတန်မွဲဝင်တွေအတွက်အခြေခံလိုအပ်တဲ့ကိရိယာဖြစ်ကြောင်းကိုလည်းရှင်းပြခဲ့ပြီးလက်ကောက်ကိုလုံခြုံအောင်ထားကြဖို့လိုတယ်လို့လည်းပြောကာဟာတာကီလို့ခေါ်ကြောင်းကိုလည်းပြောပြခဲ့ပါတယ်ဟာတာကီကိုအသင်းတော်တစ်ခုကတန်မွဲဝင်တွေအတွက်ပြုလုပ်ထားတဲ့မျိုးစိတ်တစ်ခုဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်တန်မွဲဝင်သူတွေကဟာတာကီရဲ့ခေါင်းပေါ်မှာရှိတဲ့လက်ကောက်ကိုဝစ်လိုက်တဲ့အခါမှာတော့သူတို့ရဲ့လှုပ်ရှားမှုတွေနဲ့အချက်လက်တွေကိုစုဆောင်းနိုင်ပြီးစစ်ဆေးကြည့်တဲ့သူတွေကတံမွဲဝင်သူတွေကိုစောင့်ကြည့်နိုင်မှာဖြစ်တယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်တံမွဲရဲ့အဓိကစီးမင်း၃ခုဖြစ်တဲ့လက်ကောက်ကိုမဖြစ်မနေဝစ်ဆင်ထားရမယ်။ခြေထဲကိုကျသွားတဲ့ဘယ်သူမှမဆိုတံမွဲကနေထွက်ရမယ်။သုံးနိုင်သွားတဲ့သူတွေကိုကာကွယ်ပေးတယ်ဆိုတာတွေကိုတံမွဲဝင်တွေကိုပြောလိုက်ပါတယ်။ချမ်းကတတိယစီးမင်းကိုနားမလဲတာကြောင့်ဘာကိုဆိုလိုတာလဲလို့ပြန်မေးလိုက်ပါတယ်။လီယူကတံမွဲမှာလက်နက်ချရှုံးပေးတဲ့သူကိုတိုင်ဘက်ကဆက်ပြီးတိုက်ခတ်ခြင်းမပြုလုပ်ရပဲတိုက်ခိုက်လာခဲ့ပါကတိုင်မွဲကနေထုတ်ခံရမည်ဖြစ်ကြောင်းတတိယစီးမင်းကိုနားလဲလွယ်အောင်ရှင်းပြလိုက်ပြီးအဲ့ဒါမလိုအပ်တဲ့သေဆုံးမှုတွေကိုကာကွယ်နိုင်မှာလို့လည်းချမ်းကိုပြောလိုက်ပါတယ်။အဲဒီနောက်မစ္စတာလီထွက်လာပြီးမကြခင်ပြန်ပွဲစတင်တော့မှဖြစ်လို့ပြန်ပွဲဝင်တွေကိုသူ့နဲ့သက်ဆိုင်တဲ့နေရာတီးတီးကိုခေါ်သွားဖို့ပြောလိုက်ပါတယ်။လီယူကအသင်းတွေကိုခွဲပေးလိုက်ပြီးသူမကလင်္ကာပိုင်းနဲ့အတူသွားမိဖြစ်ပြီးဘန်မိုင်ယိုစတီဖွဲ့ကတော့မစ္စတာလီနဲ့လိုက်သွားရမည်ဖြစ်ကဝန်ဂိတ်ဖွဲ့ကတော့မစ္စတာဝမ်လုံးနဲ့အတူသွားကြမယ်ဖြစ်ပါတယ်။အဲဒီနောက်အသင်းတွေတီးတီးထွက်ခွာသွားကြပြီးမစ္စတာလီယူနဲ့လင်္ကာကိုင်းသာကြံခဲ့ပါတော့တယ်။မစ္စတာလီယူကလင်္ကာကိုင်းအရင်လိုပြန်တောက်ပလာတာကိုမြင်တွေ့လို့ကြောင်းပြောပြီးကံကောင်းပါစေလို့ဆုတောင်းပေးလိုက်တာကြောင့်ချိုးတယောက်ပြောသွားခဲ့ရပါတယ်။နောက်တစ်ခါမှာတော့မြင်ကွင်းကစစ်ဆေးရေးမှုရဲ့တင်မောဘော်ကိုပြောင်းသွားကမစ္စတာလီကအသင်းတွေအားလုံးအဆင်သင့်ဖြစ်နေပြီလို့ဘယင်ခံကိုရှောက်ထားနေခဲ့ပါတယ်။အဲဒီနောက်အသင်းတော်ရဲ့ပြန်ပွဲကြီးကြပ်ရေးမှုဖြစ်တဲ့မစ္စတာပိုင်ရောက်လာပြီးအနေငယ်နောက်ကျသွားတဲ့အတွက်ဘယင်ခံကိုတောင်းပန်နေခဲ့ပါတယ်။မစ္စတာလီယူကလည်းမစ္စတာပိုင်နဲ့အတူပါလာတဲ့ကောင်မလေးကဘယ်သူလဲလို့မေးလိုက်တာကြောင့်ဝမ်ကအဲ့ဒါကမစ္စတာပိုင်ရဲ့ညီမဘိုင်လို့ခေါ်ပြီးတန်ပွဲကိုစိတ်ဝင်စားလို့လာကြည့်တာလို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီကလီယူကမစ္စတာပိုင်တို့ရဲ့မိသားစုကဆရာဖန်တေဆုံးမှုနဲ့ဆက်ဆက်မှုတွေရှိနေတယ်ဆိုတဲ့ကောလက်ဟာလာတွေရှိကြောင်းဝမ်ကိုတီတို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မစ္စတာပိုင်ရောက်လာပြီးသူတို့ပြောနေတဲ့သတင်းတွေကကောလက်ဟာလာတွေသာဖြစ်ပြီးမစ္စတာဖန်တေဆုံးမှုကသူတို့မိသားစုနဲ့သက်ဆိုင်မှုမရှိဘူးလို့ပြောလိုက်ပါတယ်။လီယူကလည်းချက်ချင်းတောင်းပန်လိုက်ပြီးစင်မဆိုးဖို့တောင်းဆိုလိုက်ပေမဲ့မစ္စတာပိုင်ကခယူးမဆိုင်ပဲဒေတာတစ်ခုထဲမှာရမ်ပီကိုင်းနှကန်ရှိနေတာကြောင့်တစ်ခိုင်းနဲ့တစ်ခိုင်းရန်လုံနေကြမယ်လို့အခြားသူတွေထင်နေကြမယ်ဆိုတာသူနားလေကြောင်းကိုလည်းပြောလိုက်ပါတယ်။ဒါပေမဲ့သူမစ္စတာဖန်နဲ့ရှင်ပြန်ဝင်ရခဲ့တယ်ဆိုတာကလည်းကံကောင်းလို့သာဖြစ်ပြီးမစ္စတာဖန်ကသူ့ထက်အများကြီးတာလွန်ကြောင်းကိုပါပြောလိုက်ပါတယ်။အဲ့ဒီချိန်ဘရင်ခံရောက်လာပြီးပြန်ပွဲစတင်ကြေညာရန်သူနဲ့အတူထွက်လာတင်ကြောင်းမစ္စတာပိုင်ကိုပြောလိုက်ပါတယ်။အဲ့နောက်မစ္စတာပိုင်ကပြန်ပွဲစတင်တော့မယ်လို့ကြေညာလိုက်တဲ့အခါကျွန်းကြီးတစ်ခုမြင့်တက်လာခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဘရင်ခံကစစ်ဆေးရေးမှုတွေကိုဟာတာကီတွေနဲ့ချိတ်ဆက်ဖို့ပြောလိုက်ပါတယ်။ပြန်ပွဲကွင်းထဲကိုတော့ဓလုံး900ပြစ်လွတ်လိုက်ပြီးဓလုံးတစ်လုံးရရင်လက်ကောက်နဲ့တစ်ခါထိရမှာဖြစ်ကအမတ်တမဲ့ရပြီးဓလုံး300ပြည့်တဲ့အခါမှာတော့ဒုတိယဆင့်ကိုစတင်မှာဖြစ်ပါတယ်။အဲ့ဒီနောက်ချမ်းကသူတို့နားမှာကြာနေတဲ့ဓလုံးတစ်လုံးကိုတွေးလိုက်တာကြောင့်ကောင်းယူလိုက်ပြီးဘွယ်ကောင်းဆောင်ဂျိုးကိုပေးလိုက်ပါတယ်။ဂျိုးကလည်းလက်ကောက်နဲ့ထိလိုက်တာကြောင့်အမတ်တမဲ့ရသွားခဲ့ပါတယ်။အဲ့ဒီနောက်ချမ်းကနောက်တဲ့ဓလုံးတစ်ခုကိုတွေ့ကကောက်ယူဖို့လှုပ်လိုက်ပေမဲ့နေကျဝိညာဉ်သားရဲ့တကောင်ပေါ်လာကယူသွားတာကြောင့်အမတ်မရပဲဖြစ်သွားခဲ့ရပါတယ်။လူကလည်းအခြားဓလုံးတွေရဲ့အယောင်တွေပျောက်ပျောက်လာတာကိုသတိထားမိလိုက်ပါတယ်။အဲဒါကြောင့်သူတို့ပြန်ပွဲမှာအနိုင်ရဖို့ဆိုရင်အမတ်တွေအများကြီးလိုအပ်နေသေးတာကြောင့်လူစုခွဲရှာရန်ဆုံးဖြတ်လိုက်ပါတယ်။တယောက်ကိုအမတ်9မှတ်အနည်းဆုံးရအောင်လုပ်ရမှာဖြစ်ပြီးပြီးတဲ့အခါမှာတော့သူတို့အားလုံးအင်အားတစ်ခုမှစုံရမယ်လို့အဖွဲ့သားတွေကိုပြောလိုက်ပါတယ်။နောက်တစ်ခါမှာတော့ပိုင်ကစစ်ဆေးရေးမှုရဲ့တင်မောဘော်ကနေအဖွဲ့တွေရဲ့ရမှတ်တွေကိုလိုက်ကြည့်နေရင်ခိုင်းတစ်ခုကတစ်ကြိမ်နဲ့အမတ်18မှတ်ရနေတာကိုမြင်လိုက်ရတာကြောင့်
အံ့ဩသွားခဲ့ရပါတယ်ဘရင်ခံကလည်းအဲ့ဒီကိုင်းကတင်ရန်ကိုင်းဖြစ်ပြီးသူတို့ကိုင်းကစိတ်ဝင်စားစရာကောင်းပြီးတော့စီးမင်းတွေအတွင်းကနေသူတို့ရဲ့ဉာဏ်ရည်တွေကိုသုံးကြကအမတ်တွေကိုခဏလေးနဲ့ရှာနေကြကြောင်းပြောလိုက်ပါတယ်တင်ရန်ကိုင်းသားတွေကနောက်တစ်မှတ်ကိုရယူနိုင်ခဲ့ပါတယ်သူတို့ကဝိညာဉ်သားရဲတွေပေါ်မှာလက်ကောက်ကိုတက်ပြီးအမတ်တွေကိုစုဆောင်းနေခဲ့တာဖြစ်ပါတယ်အဲ့ဒါကထိရောက်တဲ့နီလန်းဖြစ်ပြီးသူတို့ကိုဖြတ်မနေရစေမှာဖြစ်ပါတယ်အဲ့ဒီနောက်တင်ရန်အဖွဲ့ဝင်တအူးကအမတ်တွေလိုက်စုနေတဲ့သူတို့ရဲ့ဝိညာဉ်သားရဲတွေကိုဆက်တယ်လို့မရတော့တာကြောင့်အံ့ဩသွားခဲ့ရပါတယ်အဲ့ဒီချိန်တိုက်ခိုက်ရေးသမားတယောက်ပေါ်လာပြီးလဲသားမှုတွေကိုအတော်မပြုတင်ကြောင်ပြောလိုက်တာကြောင့်တင်ရန်အဖွဲ့ဝင်တွေကလည်းဒေါသထပ်သွားခဲ့ပြီးတိုက်ခိုက်ဖို့စိန်ခေါ်လိုက်ပါတယ်တိုက်ခိုက်ရေးသမားကလည်းသူ့ရဲ့ဝိညာဉ်သားရဲကိုထုတ်ပြလိုက်ပြီးသူကဣဇက်ဌာနချုပ်ရဲ့ဌာနပွဲကဖြစ်ပြီးသူ့နာမည်ကလီအောင်လို့ခေါ်ကြောင်းပြောပြလိုက်ပါတယ်အဲ့ဒီစကားကိုကြားတော့တင်ရန်ကိုင်းသားတွေကလည်းအရန်ကိုကြောက်လန့်သွားခဲ့ရပါတယ်လီအောင်ကလည်းသူတို့ရဲ့လက်ကောက်တွေမပါဘဲနဲ့လက်နက်ချရှုံးပေးလို့မရနိုင်ကြောင်းပြောပြီးတင်ရန်ကိုင်းသားတွေကိုတိုက်ခိုက်ချေမှုန်းပစ်လိုက်ပါတယ်အဲ့ဒီနောက်မင်းသမီးပိုင်ကဟာတာကီ3ကောင်ရဲ့အယောင်တွေပြောင်းလဲသွားတာကြောင့်ဘာဖြစ်သွားတာလဲလို့မေးလိုက်ပါတယ်ဘရင်ခံကလည်းအဲ့ဒီလူတွေကသူတို့ရဲ့လက်ကောက်တွေကို3မိနစ်ထက်ကြာအောင်မဝစ်စင်ထားခဲ့တဲ့အတွက်ရှုံးသွားတာလို့ပြောလိုက်ပါတယ်ဒါပေမဲ့မစ္စတာပိုင်ကတော့အဲ့လိုမဟုတ်ပဲသူတို့တွေတိုက်ခိုက်ခံရတာဖြစ်နိုင်ကြောင်းပြောလိုက်ပါတယ်ဒါကြောင့်ဘရင်ခံကလည်းသူ့ရဲ့လက်ထောက်တွေကိုတဲမဲဝင်တဲ့ကျုံးပေါ်ကိုသွားကစစ်ဆေးဖို့အမိန့်ပေးလိုက်ပါတယ်နောက်တစ်ခါမှတော့လူကသူ့ရဲ့ဝိညာဉ်သားရဲကိုအသုံးပြုကအမတ်တွေစုဆောင်းနေခဲ့ပါတယ်အဲ့ဒီချိန်သူ့အနားကိုအခြားအသင်းတစ်သင်းရောက်လာတာကြောင့်လူကပုံနေလိုက်ရပါတယ်ဒါပေမဲ့အသင်းကောင်းဆောင်ကလူရှိနေတာကိုသိတာမလို့ပုံမနေပဲထွက်လာဖို့ပြောလိုက်ပါတယ်သူတို့ကဟောင်လီမန်အသင်းကဖြစ်ပြီးဒီနေရာကသူတို့နေရာဖြစ်လို့ထွက်သွားဖို့ပြောလိုက်ပါတယ်လူကလည်းဟောင်လီမန်အသင်းကောင်းဆောင်ဖြစ်သူကအရင်ကသူတွေ့ဘူးတဲ့သူဖြစ်နေတာကြောင့်အံ့ဩသွားခဲ့ရပါတယ်အဲ့ဒီချိန်မှာပဲအမွှေးဘခွေးကဟောင်လီမန်အသင်းကမိန်းကလေးတယောက်စီကိုသွားကပုတ်တက်လိုက်ပါတယ်မိန်းကလေးကလည်းလူရှိနေတာပိုတေချာသွားပြီမလို့ချက်ချင်းထွက်လာဖို့ပြောလိုက်ပါတယ်ဂျိုးဘက်မှာတော့တလုံးကိုတွေးလို့ကောက်လိုက်တဲ့အချိန်မှာပဲအခြားဘက်ကနေလူ2ယောက်ပေါ်လာခဲ့ပါတယ်ဂျိုးကလည်းသူထောင်ချောက်ဆင်ခံလိုက်ရပြီဆိုတာကိုသိပေမဲ့ရန်သူက2ယောက်ထဲမလို့ပြန်တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဒွန်ရောက်လာပြီးသူမကိုမထီဖို့ပြောလိုက်ပါတော့တယ်